ကရင်နီပြည်နယ်ကတော့ပြက်သားတယ်ဒါမျိုးကိုကြိုက်အဲ့ဒါဘာလဲဆိုတော့လက်ရှိရာဇဝတ်ကောင်မင်းအောင်လှိုင်တို့ပြုလုပ်မဲ့အတူအယောင်ရွေးကောက်ပွဲမှာပါဝင်တဲ့လွတ်တော်အမတ်လောင်းတွေကိုအမျိုးသားတစ်စပေါက်အဖြစ်တတ်မှတ်ပြီးတော့အပြစ်ပေးအရေးယူမယ်ဆိုတဲ့ကြေညာချက်ကိုထုတ်ပြန်လိုက်တယ်။စောင်းလိုက်တယ်။အဲ့လိုဖြစ်နေရဘာဖြစ်လို့လဲ။ကျွန်တော်တို့ရန်ငါပြတ်ဖို့လိုတယ်။တခါကျရင်တော်လန်ရေးလုပ်တယ်ဆိုတာတော်လိုင်းနမဆိုတာပြတ်သားဖို့လိုအပ်တယ်။အခုကျွန်တော်တို့နိုင်ငံတော်လန်ရေးကဘယ်လိုဖြစ်နေဆိုတော့တစ်ဖက်မှာဒီမိုကရေစီဆိုတဲ့အရေးနဲ့ချုပ်ထားတာဖြစ်တဲ့အတွက်တော်လန်နေတဲ့လူတွေကြဘက်ချမ်းမှာအားလုံးကိုဂျီနီဗာကွန်ဗင်းရှင်းလို့ဒီမိုကရေစီနဲ့မကိုက်ညီတာလို့စတဲ့ပြည့်နဲ့ချုပ်ထားပေမဲ့တစ်ဖက်ရန်သူဖြစ်တဲ့ဘက်မှာကြိုက်တဲ့လောက်လူပေါင်းရာချီဘုံကျက်တပ်လိုက်လဲအေးအေးဆေးဆေးလူကိုဆယ်နဲ့ချီဖမ်းပြီးတပ်လိုက်လဲအေးအေးဆေးဆေးအင်ဂျင်50 100 200မီးချို့လိုက်လဲအေးအေးဆေးလောက်ချင်တိုင်းလုပ်ခွင့်ရတယ်အဲ့တော့ကျွန်တော်တို့ဘက်ကလည်းဒါတွေကိုပြည့်ပြည့်သားသားတောက်ပြန်ဖို့လိုအပ်တယ်နှုတ်မဆိုရင်တစ်ဖက်အကောင်တွေလှုပ်ချင်တယ်လို့ကိုယ့်ဘက်ကလူတွေမပြတ်သားတဲ့အတွက်ဘာဖြစ်လဲတစ္ဆပေါက်ကောင်တွေကအေးဆေးပဲဒီဘက်ကဖောက်ခဲ့မလို့ပါဘူးကွာဆိုတဲ့ဟာမျိုးနဲ့ဟုတ်တယ်မလားအဲ့တော့လက်ရှိကရင်နီပြည်နယ်ကကြီးညာချက်လေးကိုတော့ကျွန်တော်အရန်တဘောချတယ်ကျွန်တော်တနေ့ဖတ်ပြပါမယ်နော်ကရင်နီပြည်နယ်စစ်တပ်၏အတူရောင်ရွေးကောက်ပွဲဝင်ရောက်ရှင်ပြန်ပြီးကိုယ်စားလှယ်လောင်းများကိုအမျိုးသားတစ္ဆပေါက်အဖြစ်အပြစ်ပေးအရေးယူမည်ဖြစ်ကြောင်းကရင်နီပြည်လူငယ်အင်အားစုကိုယ်စားလှယ်ခွန်တော်မက်ကရန်ကုန်ခေတ်တစ်သတင်းဌာနကပြောကြားတယ်ဒီဇင်ဘာလ18ရက်နေ့မှဒီဇင်ဘာလ20ရက်နေ့ထိကရင်နီပြည်လူငယ်တို့တွဲဆုံနှီးနှောဖလှယ်ပွဲကိုကရင်နီပြည်မြေပြင်တနေရာတွင်ကျင်းပပြုလုပ်ခဲ့ပြီးအဆိုပါဆွေးနွေးပွဲကရင်းကဲတို့လွတ်တော်အမတ်လောင်းများကိုအမျိုးသားတစ္ဆပေါင်းများအဖြစ်တတ်မှတ်အရေးယူရန်ဆုံးဖြတ်ခဲ့ခြင်းဖြစ်သိရှိရတယ်။စစ်တိုင်းအတူရောင်ရွေးကောက်ပွဲဝင်ရောက်ရှင်ပြိုင်ပြီးကိုယ်စားလှယ်လောင်းများကိုကရင်နီအမျိုးသားတစ္ဆပေါင်းအဖြစ်တတ်မှတ်ပြီးဥပဒေအကြောင်းအရာအပြစ်ပေးအရေးယူမည်ဖြစ်ကြောင်းကရင်နီပြည်တွင်းရှိလွှတ်တော်အမတ်လောင်းများကိုကရင်နီအမျိုးသားတစ္ဆပေါက်ဖြင့်ကရင်နီပြည်လူငယ်တို့များကတတ်မှတ်ကြောင်းစစ်ကော်မရှင်ကပြုလုပ်သောအတူရောင်ရွေးကောက်ပွဲကိုကရင်နီပြည်လူငယ်တို့များအနေလုံးဝကန့်ကွက်ရှုံချပြီးပြည်သူများအနေဖြင့်စစ်တပ်၏ရွေးကောက်ပွဲကိုပူးပေါင်းဆောင်ရွက်ခြင်းမပြုလုပ်ရန်၎င်းကတိုက်တွန်းနေကျွန်တော်တို့ဘာလို့အဲ့လိုတတ်မှတ်လိုက်လဲဆိုတော့ကရင်နီပြည်သူလူထုတွေမကဘူးပြည်သူလူထုတရက်လုံးကဒီစစ်ကော်မရှင်ကိုဘုံရန်သူတို့တတ်မှတ်တဲ့အချိန်မျိုးမှာစစ်ကော်မရှင်ရဲ့အကျိုးစီးပွားကိုကာကွယ်ပေးနေတဲ့စစ်ကော်မရှင်ရဲ့ထောက်တိုင်အဖြစ်ပူးပေါင်းပါဝင်ပေးနေကြတဲ့လူမှန်သမျှဟာကျွန်တော်တို့ရဲ့ဘုံရန်သူပေါ့အစိုးဆုံးစစ်ကော်မရှင်ရဲ့ရွေးကောက်ပွဲဝင်မဲ့ကရင်နီသားတွေတွေ့ရတယ်ဒီလိုလူအားလုံးကကရင်နီပြည်သူလူထုကိုလိလူရှုပြီးတော့စစ်ကော်မရှင်ထောက်တိုင်ကိုအားဖြည့်ပေးနေသူအားလုံးဒီကျွန်တော်တို့အမျိုးသားတစ်ခုလုံးရဲ့ပုံရန်သူတစ္ဆပေါက်ကိုခေါ်တာဖြစ်ပါတယ်တတ်မှတ်တာဖြစ်ပါတယ်အဲ့ဒီအမတ်လောင်းတွေကိုကျွန်တော်တို့အနေနဲ့အခုတည်းကလူထုရှင်းမှတရားစီရင်နိုင်တဲ့ကိစ္စတွေဥပဒေနဲ့အညီအပြစ်ပေးအရေးယူနိုင်တဲ့ကိစ္စတွေကျွန်တော်တို့လှုံ့ဆော်သွားဖို့ရှိပါတယ်ဒီလိုအမျိုးသားတစ္ဆပေါက်ကိုကြီးညာပြီးတာနဲ့သူတို့ကိုဥပဒေလမ်းကြောင်းအရလဲတရားစွဲဆိုဖို့ကိစ္စတွေကိုဆက်လုပ်သွားဖို့အစီအစဉ်တွေရှိပါတယ်မှုကင်းဒီပြည်လူငယ်အင်အားစုကိုယ်စားလှယ်ခွန်တော်မက်ကရန်ကုန်ခေတ်တဲ့သတင်းဌာနကပြောကြားတယ်။ရင်းမြစ်ကင်းဒီပြည်လူငယ်တို့တွဲဆောင်နှီးနှောဖလှယ်ပွဲကနိုင်ငံရေးတောင်းဆိုချက်၅ချက်ကိုလည်းတောင်းဆိုထုတ်ပြန်ခဲ့ကြောင်းသိရတယ်။ကင်းဒီပြည်တွင်ပြည်နယ်တပ်မတော်တစ်ခုတည်းဖြစ်ရေးကိုကင်းဒီပြည်လူငယ်တို့အားလုံးကသဘောတူလက်ခံသက်ဆိုင်ရာတော်လှန်ရေးလက်နက်ကိုင်အဖွဲ့အစည်းအားလုံးတို့မှပြည်နယ်တပ်တစ်ခုတည်းဖြစ်ရေးကိုအမြန်ဆုံးအကောင့်ထဲပေါ်ဆောင်ရွက်ပေးရန်ကင်းဒီလူငယ်တို့တွဲဆောင်နှီးနှောဖလှယ်ပွဲကတောင်းဆိုထားတယ်။အလားတူကရင်နီပြည်အစိုးရတရက်တည်းဖြစ်ရေးကိုကရင်နီပြည်လူငယ်တို့အားလုံးကသဘောတူလက်ခံကြောင်းသက်ဆိုင်ရာပြည်နယ်အတွင်းရှိအစုအဖွဲ့များအားလုံးတို့ကပြည်နယ်အစိုးရတရက်ဖြစ်ပေါ်ရေးကိုအမြန်ဆုံးအကောင့်ထဲပေါ်ဆောင်ရွက်ရန်နှင့်ကရင်နီပြည်၏အုပ်ချုပ်ရေးတရားစီရင်ရေးဥပဒေပြုရေးစသည့်မဏ္ဍိုင်အသီးသီးတွင်လူငယ်များပါဝင်ဆုံးဖြတ်နိုင်သည့်အခင်းချင်းကိုလည်းသက်ဆိုင်ရာအစုအဖွဲ့များမှအထူးအစီအမံဖြစ်ထားရှိပေးရန်ကရင်နီပြည်လူငယ်အင်အားစုကထုတ်ပြန်ထားတယ်ကရင်နီပြည်လူငယ်တွဲဆောင်နှီးနှောဖလှယ်ပွဲကိုကရင်နီပြည်အတိုင်းအမြံကောင်စီ KSCC လူငယ်ကိုယ်စားလှယ်များကရင်နီပြည်လူငယ်ရေးရာကော်မတီကိုယ်စားလှယ်များကရင်နီပြည်ဂျာကာလာအုပ်ချုပ်ရေးကောင်စီ၏လူငယ်ရေးရာဒိုရကိုယ်စားလှယ်များကရင်နီပြည်လူငယ်များတမက UKSY ကိုယ်စားလှယ်များကျောင်းသားလူငယ်ကိုယ်စားလှယ်များအရက်ဖက်လူငယ်အဖွဲ့အစည်းကိုယ်စားလှယ်များနှင့်ကရင်နီပြည်ရှိဌာနေတိုင်းသားလူမျိုးစုလူငယ်အသီးသီးတို့ပါဝင်ပြီးအ
မျိုးသား62ဦးအမျိုးသမီး44ဦး LGBT 2ဦးစုစုပေါင်း108ဦးပါဝင်တက်ရောက်ခဲ့ကြောင်းသိရတယ်အဆိုပါပြည်ဆောင်ပွဲတွင်လက်ရှိကရင်ပြည်၏နိုင်ငံရေးစစ်ရေးအခြေအနေများကိုတုံးတက်ဆွေးနွေးခြင်းကရင်ပြည်၏ဒေသအလိုက်လူငယ်အခြေအနေကိုတုံးတက်ခြင်းကရင်ပြည်လူငယ်ရေးရာဝါဒချပြဆွေးနွေးအကြံပြုချက်များရယူခြင်းရှင်းလုပ်ငန်းစဉ်များချမှတ်ခြင်းနှင့်လူငယ်များ၏ဘုံသဘောထားရည်တည်ချက်များဖော်ထုတ်ဆွေးနွေးခြင်းများပြုလုပ်ခဲ့ကြောင်းသိရတယ်။ကဲဒါကတော့လက်ရှိကရင်ပြည်သားတွေရဲ့နော်လှုပ်ဆောင်တဲ့လှုပ်ဆောင်မှုလေးပါဘယ်တော့ကောင်းလဲနော်တစ်ဖက်မှာလည်းရန်သူကိုပြက်သားစွာတုတ်ပြန်တယ်ပြက်သားစွာတုတ်ပြန်တဲ့နေရာမှာဗယံပနာလက်လွတ်စပယ်လောက်တာမဟုတ်ဘူးစနစ်တကျဘောင်တဲကိုတိတိကျကျတွင်းပြီးတော့မှတုတ်ပြန်တာအရန်ကောင်းတဲ့တုတ်ပြန်မှုနော်တတ်မဲ့ဖြတ်မဲ့သူတို့ပြောနေတာမဟုတ်ဘူးနော်ဥပဒေကြောင်းအရတဆင့်ချင်း step by step လောက်သွားတာတစ်ဖက်မှာကရင်ပြည်ရဲ့တစုတည်းတော့တက်တစ်ခုရှိရေးဥတီချက်ကအင်မတန်ကောင်းတဲ့ညာဒီလိုမျိုးကိုကရင်လူထုတွေပေါ့ဘူးတတိုင်းပြည်လုံးပြည်သူလူထုဖြစ်စေချင်တာတိုင်းတွေပြည်နယ်တွေအားလုံးဟာတစုတည်းပဲရှိစေချင်တယ်အဲ့တော့ပြည်နယ်တွေတိုင်းတွေတစုတည်းဖြစ်သွားရင်အဲ့ဒီအားလုံးကိုဝက်ကလေးစုလိုက်ဖို့ဆိုတာမခဲရင်တော့ဒါကြောင့်မို့လို့တက်ဆိုင်ရာတိုင်းတွေမြို့နယ်တွေပြည်နယ်တွေမှာရှိတဲ့တော်လှန်ရေးအင်အားစုတွေအားလုံးကိုကျွန်တော်တို့လေးလေးစားစားနဲ့မြေတားရက်ခိုင်နေတာရှိပါတယ်အဲ့ဒါကတော့ခင်ဗျားတို့ဒီပြည်သူလူထုကိုလေးစားတဲ့တန်ဖိုးထားတဲ့ဆိုရင်ဒီတိုင်းပြည်ဒီပြည်သူတွေအတွက်တပ်ပေါင်းစုရအောင်ဖွဲ့ပေးပါနော်တိုင်းသားလက်နက်ကင်တွေဆိုတဲ့တစုတစ်ဖွဲ့တည်းချစ်လက်အောင်ဝိုင်းလုပ်ပေးကြပါရခိုင်မှာဆိုရင်ရခိုင်တပ်တော် AA တစ်ခုတည်းအားကောင်းပြီးတော့ဒီ AA ကိုနော်ဝိုင်းဝန်းပံ့ပိုးဝင်းရံတဲ့အဖွဲ့အစည်းဖြစ်နေရတယ်အဲ့လိုပဲကျွန်တော်ဒီညမှာတစ်ခုတော့ပြောစရာရှိတယ်ဒီခေါင်းဆောင်တွေကနော်ယုံစိတ်ချရတဲ့ခေါင်းဆောင်မျိုးကိုရှိဖို့လိုအပ်တယ်ဟုတ်တယ်မလားနော်ကိုတီနယ်ကိုတိုင်းအတွက်အဲ့လိုပဲတိုင်းနေဆိုလို့ရှိရင်လည်းကိုတင်းကပြောသလို local တွေဒါ local တွေဆိုတဲ့ local COC တိစောက်ပေးပါ COC နောက်မရရင်တော့မှမဟာမိတ်ကြစ်လစ်ဆိုတာတိစောက်ပေးပါအဲ့လိုမဟုတ်ဘဲနဲ့ဒီ9နှစ်ကျော်လာတဲ့အထိတူတစ်ဖွဲ့ငါတစ်ဖွဲ့ဖြစ်နေမယ်ဆိုရင်တော့ကျင်းနေပါတယ်ဒါဟာပြည်သူကိုမျက်နှာမမူတဲ့အဖွဲ့အစည်းလိုပဲပြည်သူကတတ်မှတ်လိမ့်မယ်ဘာဖြစ်လို့အချိန်ကာလအပြင်ပေးထားတဲ့အချိန်ကုန်နေပြီလေဟုတ်တယ်မလားမစုစည်းနိုင်ဘူးဆိုတဲ့ကချွတ်ရင်းချက်တွေရှိနေလို့အဲ့တော့ဒီလိုမျိုးနှောက်နိုင်မယ်ဟဲ့ဆိုကျွန်တော်တို့တော်လှန်ရေးဟာအောင်မြင်တဲ့ပန်းနိုင်ပြီးမတွားပါနဲ့ဆိုရင်တော့မရပါဘူးဒါလေးကအရေးကြီးဆုံးချက်ပါဒါကြောင့်အခုကရင်ပြည်နယ်ကဥဆောင်လုပ်ပြလိုက်တဲ့အရာလေးပေါ်မှာအရန်ကျေးဇူးတင်တယ်နော်အခြားသောပြည်နယ်တိုင်းတွေလည်းအဲ့ဒီပုံစံတိုင်းဖြစ်စေကရင်ဆိုတဲ့ကရင်တစ်ဖွဲ့တည်းပဲသူစစ်တပ်ဘက်ကိုပေါင်းတဲ့ကောင်ပေါင်းအောင်စီတော်လှန်ရေးပါလူထုနာမည်ကိုအတုံးပြုပြီးတော့ဒီလူထုလွတ်မြောက်ရေးအတွက်ဆိုတဲ့ခေါင်းစဉ်တက်ပြီးတော်လှန်ရေးအဖွဲ့ကပါလို့ကိုခံယူထားမယ်ဟဲ့ဆိုရင်တော့စူးစီးညီညွတ်မှုကိုမရအောင်လုပ်ရမယ်တောင်းဝင်ရတိုက်ပွဲတိုက်တာလည်းအရေးကြီးပါတိုက်ပွဲဆိုတာအချိန်မင်းဖော်ဆောင်လို့ရကျွန်တော်တို့ဒါပေမဲ့ညီညွတ်မှုကိုအချိန်မင်းဖော်ဆောင်လို့မရဘူးအဲ့တော့ပြောချင်တာကတော့တကယ်လက်နက်ကင်ပြီးတော့တော်လှန်ရေးဘက်ကပါလို့ခံယူထားတဲ့ခေါင်းဆောင်တွေအားလုံးကိုကျွန်တော်တို့လေးစားစွာနဲ့နော်ကတော့ပြုတ်ပြီးတော့တောင်းဆိုတာပါကျွန်တော်တို့နိုင်ငံပေရှည်လာလေကျွန်တော်တို့တိုင်းပြည်အတွက်လူသားအရင်းမြစ်တွေဆုံးရှုံးလာလိမ့်မယ်အခုကနှစ်ဖက်ရှိပါတယ်တစ်ဖက်ကတော်လှန်ဘက်အချမ်းတစ်ဖက်ကအာဏာလုနေတဲ့ဘက်အချမ်းအာဏာလုတဲ့ဘက်အချမ်းမှာတော့မှန်တယ်ခေါင်းတယောက်ပဲရှိတယ်အဲ့ဒီခေါင်းဆောင်ရဲ့အောက်မှာ COC အစစ်အစစ်နဲ့တွားနေတယ်ဘလောက်ပဲရှုံးနေပါစေဘလောက်ပဲတက်ပြတ်ပါစေသူတို့ဘက်မှာရိုင်နေသွားတာစိတ်သက်ကြွားတာမရှိဘူးသူတို့ရအောင်တို့တိဆောက်ပြီးလုပ်တယ်ကျွန်တော်တို့ဘက်တော်လှန်ဘက်အချမ်းမှာနော်လူမျိုးစုတစ်ခုတည်းမှာနေအဖွဲ့ပေါင်းမြောက်များစွာဖြစ်နေတယ်ပြီးတော့ COC မှာလည်းနော်ကြစ်လစ်ဆိုတာစနစ်ကျဆိုတာမရှိသလောက်တိုင်းသားလက်နက်ကင်တွေလောက်ပဲအနေချင်းရှိတယ်အခြားအဖွဲ့တွေဆိုရအောင်တိဆောက်နေရနော်မရအောင်တိဆောက်နေရတဲ့အတိုင်းသားချင်းမဖြစ်သင့်ဘူးဒါကွက်တိကိုက်နေရမယ်ကျွန်တော်တော်လှန်ရေးအတွက်လို့ဥတီချက်ထားရင်နောက်တစ်ခုကဒီနေ့ချိန်ထိ local တွေတီးချမ်းရက်တည်နေတယ်ဒါကြီးကလုံးဝအဆင်မပြေတဲ့ကိစ္စကြီးမဖြစ်သင့်တော့ဘူးနော်တီးချမ်းဒီနေ့ချိန်ထိတီးချမ်းရက်တည်နေတဲ့ local အဖွဲ့အစည်းရှိတယ်ဆိုရင်ဒီအဖွဲ့အစည်းဟာတော်လှန်ရေးပေါ်မှာဘူးမမှန်လို့ပဲပြည်သူကဆုံးဖြတ်ရတော့UNG ရဲ့ MOD အောက်ထဲကိုလည်းမဝင်ကြည့်ဘူး EAO တွေအောက်ထဲကိုလည်းမဝင်ကြည့်ဘူးဒါဆိုရင်တော့ခင်ဗျားတို့အ ਨੇ ဆုံးမြို့နယ်စစ်တိုင်းစစ် local တွေမဟာမိတ်ကြစ်လစ်ဆိုတိစောက်လေအဲ့လိုမဟုတ်ဘဲနဲ့ဒီနေ့ချိန်ထိနော် MOD အောက်ထဲလည်းမဝင်ဘူး EAO အောက်ထဲလည်းမဝင်ဘူးကိုယ့်ကို local တစ်ဖွဲ့စည်းမယ်ဆိုရင်ဒါခေါင်းစဉ်တစ်ခုဖြစ်နေတယ်နော်အဲ့တော့အဲ့ဒီခေါင်းစဉ်တစ်ခုတည်းနဲ့ဘယ်လိုတွားမှာလဲနောက်တစ်ခုကဖြစ်ပေါ်လာမဲ့စိုးကျိုးတွေ
တာဝန်ယူမှုတာဝန်ခံမှု